အားလုံးပဲမင်္ဂလာပါရှင်။ဒီနေ့တင်ဆက်ပေးခြင်းတဲ့အချစ်ဝတ္ထုလေးကတော့မိသားနဲ့ခဲအိုဆိုတဲ့အချစ်ဝတ္ထုလေးကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။နေ့စဉ်ဇာတ်လမ်းအသစ်တွေကိုတင်ဆက်ပေးမှာဖြစ်လို့ channel လေးကိုlike and subscribe လေးလုပ်ထားပြီးဘေးကခေါင်းလုံးလေးကိုလည်းနှိပ်ထားပေးဖို့တောင်းဆိုပါတယ်။ကဲဒါဆိုရင်ဇာတ်လမ်းလေးကိုစလိုက်ကြရအောင်ရှင်။အိမ်မရသည့်အတူတူအေယာမထကစီကရက်ဘူးကိုကောက်ယူလိုက်သည်။အဲကုံမဖွင့်ချင်မီမှန်ပတင်းကိုဆွဲဖွင့်လိုက်သည်မိကြီးကိုယူပြီးမှထားပြုံးမိသည်ဂျပန်မှသားကမိမိဆက်လိုက်ဖြတ်ပါအဆုတ်ထိခိုက်လိမ့်မယ်စင်ကပုမှသမီးကလည်းမိမိဆက်လိုက်လျှော့တော့နော်တဲ့တာရောသမီးရောသူ့ကိုစိတ်ပူကြရှာသည်ပူပေမပေါ်ဒီမိကားပဲသူတို့တပွားတစ်လျှောက်လုံးမှာပြူစုပြူထောင်ပြီးတော့မြောက်ခဲ့ရသည်မဟုတ်ပါလားညနေကတားဖွားမိရဲ့ပါရဂူထံမှာကို့အချင်းလေးကိုတီးခဲ့ပြီးမို့စိတ်တော်လှုပ်ရှားထိခိုက်မိပါတယ်။ထားအသက်က90အရွယ်တင်လှနိုင်ပါပြီတဲ့ဟုချီးကျူးကြတိုင်းလေ။စီကရက်မီးကုံများကိုအကွင်းကွင်းလေးများဖြစ်သွားအောင်ဦးကောင်းကိုမော့ကနဲ့ဖွာဆိုင်ရင်းနဲ့ကျင်းနေခဲ့ပူတယ်။စီကရက်ကိုနှက်ခမ်းမှာခဲထားရင်ကဖဲချက်များကိုရောမှွေဝေးနေတိုင်းထားကိုငေးကြည့်တတ်သောကိုမြတ်မီအားရှင်ထဲကကြိတ်ပြုံးခဲ့ပူသည်။ဒဇင်ပြုံးရီမွေးနေမှာစားတောက်နေကြရင်မှထားဝိုင်ခွက်ကင်မောကြည်စမ်းမှာဝိုင်ခွက်လေတန်းကိုသူများလိုစုပ်မကိုင်မင်းကက်လက်ကိုမပြီးတော့ကာထားတယ်လို့ပဲကိုသက်စိန်အပျော်စကားမှာထားခုခုခေခေရဲမိသည်ထားကရခိုင်သွေးသောသူမို့မျက်လုံးမျက်ခုံးမျက်တောင်အလွန်လှသည်ဟုပင်ပြောကြသည်မြို့သောအသားကစိတ်နေအောင်စိုးပြေးသည်အရွယ်တင်းသောနှုသောလှသောထားကိုဖဲရိုက်ပေါ်ဖဲရိုက်ဖက်တီကကြောများကရှေ့တွင်သာပြုံးကြသည်နောက်ွယ်တွင်တော့မလို့တမအတင်းအုပ်ကြပါသည်ထားရိပ်မိခဲ့လို့လေအလေးမထားခီးမဆိုင်ခဲ့ပါဘူးထားတွင်အကြောတင်ခေါင်းပါတော့ဘီးစားကရှိနေပြီးသားဖြစ်သည်တားနှင့်သမီးကမတောက်စေခြင်းတော့လေထားစည်းကရက်ကိုမီးညှိလိုက်ပြီးဖွာထုတ်လိုက်သည်မှုတ်ထုတ်လိုက်သောမီးကုတ်ပြင်တန်းများကိုငေးကြည့်ရင်မှပြုံးလိုက်မိသည်မဲ့ပြုံးလှောင်ပြုံးမချစ်တီပြုံးထိုပြုံးများနှင့်ထားပွားအတအားကြနေခဲ့တာနှစ်ပေါင်း30ကျော်ခဲ့ပြီထားထားမြတ်အဝတ်တွေလှမ်းပြီးရေချိုးရန်အင်ကြီးချွတ်လိုက်သည်အိမ်ပြင်ဘက်ကတကားခောက်တန်ကြောင့်နနက်တော့ဘဝကိုဆွဲယူချုံ၍အိမ်ရှိတကားကိုဆွဲဖွင့်လိုက်ခြင်းနေမအော်ခဲဟိုဖြစ်သူအလုပ်ပြန်ခြင်းမဟုတ်ပဲပြန်လာခြင်းပဲမမသူ့တငယ်ချင်းနေမကောင်းတာသတင်းသွားမိရဲ့လीတကားဖွင့်ပေးပြီးထားအခန်းတွင်းသို့ပြောင်းဝင်လာသည်ရေချိုးတနခါတွေးလူနေခြင်းအခန်းပြင်မှာအမယောက်ျားဖြစ်သူ၏ခေါ်တန်ကြောင့်တကားဖွင့်ကြည့်လိုက်မိသည်အကိုဘာပြောမလို့လဲဝင်မလာနဲ့နီကျမအဝတ်လဲပြီးတော့ထွက်ခင်မင်းထားရီစကားကိုနားမထောင်အခန်းတွင်ဇွတ်တိုးဝင်လာသည်ထားကအခန်းပြင်ကိုထွက်လိုက်ခြင်းသူကထားလက်ကိုစောင့်ဆွေးလိုက်သည်ထားယုံတော်လေအားကမမျှပါအော်ဟစ်တော်လဲခြံနေရကျေတော့ကြောင့်ဘေးအိမ်များကမကြားနိုင်ထားဤအပြိုစင်ဘဝလေးကိုခဲကိုဖြစ်သူကခြေမွနင်းချီခဲ့ပြီထားရှိုက်ငိုရုံအပြင်အင်အားချင်းကလည်းမမျှမှုံယိုနေသောစိန်ကဲ့သို့စမ်းတက်လှသူ၏လက်ထဲတွင်ထားဘဝပန်းပမာညှိုးခဲ့ရပါပြီထိုနေ့ကထားထမင်းလဲထွက်မစားအခန်းပြင်လဲမထွက်နေမကောင်းလို့ပါဟူသာအမဖြစ်သူကိုပြောပြလိုက်သည်မမကိုပြန်မပြောနဲ့အကိုအဆင်ပြေဖို့နီးလန်းရှာမယ်ထားကိုချစ်လွန်းလို့ချစ်နေခဲ့တာကြာလာပြီထိုစကားများကိုနားတွေကိုတန်ရီဘူးနဲ့လောင်းနေသလိုပဲအထက်ထက်တွေးပြီးမှထားမအိမ်မှထွက်ခဲ့သည်အမားဖြစ်သူကိုတော့ဘာမှလည်းမပြောပြချင်တော့ပါဘူးထားအသက်20ရှိပြီမို့ကိုလန်းကိုရအောင်ရှောက်တော်မည်ဟုဆုံးဖြတ်ခဲ့သည်တငယ်ချင်းအတော်တယောက်ရဲ့အကူအညီနဲ့လက်နှိပ်ဆက်ရိုက်သည့်အလုပ်ကိုရခဲ့သည်အဆောင်မှာနေပြီးတိုင်းတရားရုံးရှိတွင်လက်နှိပ်ဆက်ရိုက်ရသည်မို့လူပေါင်းစုံအမှုပေါင်းစုံကိုတွေ့မြင်နေရသည်တရက်တွင်ကားဖြူရောင်နှင့်အရွယ်လက်လူရည်တန်းတယောက်စာချုပ်တစ်ခုကို
ပြင်ဆင်၍ရိုက်ခိုင်းသည်ထားကခဏဆောက်မှဟုခုံလေးချပေးပြီးစားစီပြီးရိုက်နေချိန်ထိုလူကလည်းထားကိုကြည့်နေခဲ့သည်အားလုံးပြီးငွေချေပြီးချိန်တွင်ညီမနာမည်ဘလို့ခေါ်လဲထားထားမြတ်ပါအကိုကရန်တော်မှာဒီစာချုပ်ထဲကအလုပ်ကကို့အလုပ်ပါကိုရန်တော်ထားစီဝင်းထွက်သွားလာနေတော့အကျင့်ရည်ရများလာသလိုတန်ရောစင်လေးတွေ့လာကြသည်အလုရှင်အန်တီကိုခွင်တောင်းကလက်ထပ်ခဲ့ကြသည်ကိုရန်တော်ကမိဘများမရှိတော့ဟုဆိုသည်လောက်ပေါကိုင်ဘက်အနေချင်းနေသာပြုတ်လို့တော့လက်ထပ်ပွဲတွင်တော့ကိုရန်တော်တငယ်ချင်းများ၏အကြီးကအထိပ္ပယ်ကောက်ရခတ်လာသည်ဆယ်တန်းထိသာပညာသင်ခဲ့ဘူးသောမိဘဆွေမျိုးမရှိသောအချင်းနေမဲ့သောထားကိုလက်ထပ်ယူခဲ့သူမို့ထားသည်ကိုရန်တော်ကိုချစ်မြတ်နှိုးလာပါသည်လက်ထပ်ပြီးတော့6လအကြာတွင်အိမ်ရှိသို့ကားတစ်စီးရောက်လာချိန်မှစတာထားဘဝကပုံမှောင်မိုက်ခဲ့ရပြန်ပြီကိုရန်တော်မှာမယားကြီးရှိသည်သူထက်အသက်15နှစ်ကြီးကအလွန်ချမ်းသာတဲ့တထေးမကြီးဖြစ်သည်ထို့ကြောင့်ပင်လက်ထပ်ခဲ့စဉ်ကထားကိုကြည့်သောမျက်လုံးများကိုပြန်ပြီးတော့တတိယခဲ့မိသည်နေသူနဲ့ဆက်ပေါင်းရင်ငါလုပ်ငန်းငါအိမ်ကားတွေအကုန်ပြန်အပ်ပြီးရင်ထွက်သွားကိုရန်တော်သူ့မိန်းမကြီးရဲ့နောက်ကိုပြန်လိုက်သွားပါသည်နောက်ရက်တွင်သူ့တငယ်ချင်းဖြစ်သူမှတဆင့်ငွေ320ပို့ပေး၍အိမ်ပေါ်မှဆင်းသွားရန်အမှားစကားပါခဲ့သည်ထိုခေတ်က320သည်ယနေ့ခေတ်နှင့်တွက်မည်ဆိုရင်200ခန့်ရှိပါသည်စင်ကြီးပုံရက်ကွက်တစ်ခုတွင်အိမ်လေးတစ်လုံးဝဲခဲ့သည်ရက်ကွက်စီးထဲတွင်အထဲဆိုင်လေးဖွင့်ခဲ့ပြီးတယောက်တည်းဘဝကိုရပ်တည်ခဲ့ရသည်အရွယ်ငယ်လှပသူချောသူမှုထားတယောက်တည်းနေထိုင်ရသည်မှာထီကဘာရီကဘာလှုပ်သူတို့ကြားတွင်လည်းအတော်လေးကိုထိမ့်သိမ့်နေထိုင်ခဲ့ရသည်သူ့ဘဝကိုလည်းသူ့အတော်ဝမ်းနည်းကြေကွယ်စိတ်ထိခိုက်လာသည်လှပနှုတ်ပြခြင်းတွင်ပန်းဦးကကျွေးခဲ့ရသည်အိမ်နာတစ်ခုကိုအတေတကျပြုတ်မိပြန်တော့လေလိန်ညာဟန်ဆောင်သူတွေနဲ့တွေ့ခဲ့ရပြန်တယ်သူမှထမ်းတို့လည်းပြန်မသွားကျင်တော့ပါဒီလိုနဲ့အထက်သွားဝယ်ခြင်းသွားလာစရာရှိခြင်းများတွင်ရက်ကွက်တင်းမှလူတစ်ယောက်နှင့်တွေ့ဆုံပါများပြီးမြန်မာတမ်းမိရာမှခင်မင်လာကြသည်သူကကုမ္ပဏီဝန်ထမ်းတစ်ယောက်မိဘမရှိတစ်ယောက်ထိသမားဒီလိုနှင့်ကစွန်းခင်းရောကျိုးကြီးမှညှိကြလျော်သည်ဒီတခါတော့ဖြင့်ထားဘဝပျော်ရွှင်သာယာပါမည်ထားတို့လင်မယားချစ်ကြသည်မှာအများကအားကြယူရသည့်အထီးပင်ထားနှင့်မောင်တို့အိမ်နောက်သက်က8နှစ်တွင်သားသမီး2ယောက်ရခဲ့သည်အေဂျန်တာဝန်ကျေသောခင်မိုးကိုထားဘဝတွင်မည်သူကိုမှမချစ်ဘူးသောအချစ်ဖြင့်ချစ်ခဲ့ရပါသည်တရက်တွင်တော့ထားမောင်ရုံးမှာပြဿနာတက်နေတယ်ငွေစင်ကြီးကကွာနေတယ်မောင်ဘလို့စစ်စင်မရဘူးတယောက်ယောက်လောက်တာနေမှာဟင်ဒါဆိုမောင်ဘလို့လုပ်မလဲမောင်မမလုပ်တာဥက္ကဋ္ဌကိုပြောပြလေအဲ့လိုပြောအောင်လည်းမရဘူးထားရုံးတို့စကန်းတို့မှာပြောမှရမယ်ထင်တယ်ငွေ300စီးရင်ပြောက်နေသောကိစ္စဖြင့်မောင်ထောင်စားခဲ့ပါသည်ထားသည်လည်းမောင်အတွက်ရှင်းနေ900အမှန်ကိုထွက်ဆိုပေးရုံးမှလူများကိုလည်းပေးရကြွေးရအချုပ်ထဲမှအဆင်ပြေအောင်စူးစမ်းရနှင့်အိမ်ကိုပါပေါင်လိုက်ရသည်မောင်ထောင်ချပြီးချိန်ထားမှလည်းအရင်နေမတက်နိုင်တဲ့အခြေအနေဖြစ်၍အထဲဆိုင်တွင်အသက်ဆန်းတို့လည်းမတင်နိုင်မောင်ကရိုးသားပါလျက်နှင့်သူတစ်ပါး၏ပြီးသောထောင်ချမှုကိုခံလိုက်ရခြင်းဖြစ်တော်လဲပတ်ဝန်းကျင်ကတော့မောင်ဒီကုမ္ပဏီပိုင်ငွေကိုအလွဲသုံးစားခိုးသူအဖြစ်သာတတ်မှတ်ကြတာပေါ့ထားတို့အိမ်တော်သက်တလျှောက်မောင်ကျမ်းမာရေးကောင်းပါသည်အေးချမ်းသူမှုလည်းတွေးတိုးခြင်းလည်းမရှိခဲ့ပါသို့တော်လည်းမောင်ရဲ့တည်င်းဆိုကထားရင်တော့မိုးချိုးဖြစ်တယ်လို့ရောက်ရှိလာခဲ့သည်အကျဉ်းတော်နေတွင်မနက်ပိုင်းအိပ်ရာမှမထသဖြင့်တွားနှိုးကြရမှာအသက်မိတ်နေသည်ကိုတွေးကြရသည်ဟုအကြောင်းကြားလိုက်ရသည်ဆရာဝန်စစ်ဆေးချက်အဖြစ်အရညာဘက်နှလုံးရက်ခြင်းဖြစ်သည်မောက်မှာနှလုံးရောဂါအခန့်ရှိသည်ဟုဆရာဝန်ကမှတ်ချက်ပေးခဲ့သည်ထားဘဝကဘာပြိုးပါပြီချစ်ချင်းမြတ်တာအကြောင်းတင်စားပေးတဲ့သူတယောက်မိသားစုဘဝလေးတိဆောက်ပေးတဲ့သူထားဘဝရဲ့တန်ဖိုးထားရတဲ့တူရီတော်ယောက်ျား
ဤကဘာမြေပေါ်မှတွင်ပြောက်ကွယ်သွားခဲ့ပြီပေါင်ထားသောအိမ်ကိုရွေးယူရန်အတွက်လေအသင့်မပြေနိုင်အထည်ဆိုင်ကိုလည်းအသင့်များမဖြည့်နိုင်တဲ့အတွက်ထားငွေရှာရပါသည်ဈေးနှင့်ရက်ကွက်ထဲတွင်ငွေရိုးပေးသူမတ်သစင်နှင့်ထားပတ်သက်ရတော့သည်တရက်တွင်တော့ထား၏နေ့လယ်ဆိုင်ပရင်သစင်နဲ့ခဏလိုက်ခဲ့ပါလားသွားစရာရှိလို့မတ်သစင်အဖော်မရှိလို့လားထားလိုက်ခဲ့ပေးမယ်လीထားတို့စီကမနက်ဈေးမှုနေ့လယ်12နာရီဆိုရင်ထားကဆိုင်ပိတ်သည်သစင်ကအိမ်အောင်မရှိကွဲနေတာကြားခဲ့ပြီသူသွားတွေ့သူကသစင်နှင့်အပြင်မှာတွဲနေသည်ဟုသိရသည်စားတောက်ဆိုင်တစ်ခုတွင်ချိန်ထားခြင်းဖြစ်သည်အတော်လေးလည်းချမ်းသာပုံရသည်မနက်ဖြန်ဝိုင်းရှိတယ်မထားကိုလည်းခေါ်ခဲ့လीထားကနားမလဲထား၏ဖဲဝိုင်းရှိတာသစင်တို့မိတ်ဆွေတွေစုရဝိုင်းလीအော်မတ်သစင်ကလည်းထားမှမရိုက်တတ်တာအော်နောက်တော့တက်သွားမှာပါမပူနဲ့ထားဆိုင်တရက်စာအမျက်ထက်ကြံစီရမယ်နောက်ရက်မှလေမတ်သစင်ကခေါ်သွားပြန်သည်ဒီလိုနှင့်ထားအထက်တန်းလွှာမှာဖဲဝိုင်းနေမှဝင်ဆက်လာခဲ့သည်ထားအလှကလည်းထင်းပေါ်ကြော်ကြားလာခဲ့သည်အသက်33နှစ်ရွယ်ထားသည်အသက်40ကျော်သွင်းကုန်ထုတ်ကုန်ကုမ္ပဏီပိုင်ရှင်ဦးသက်အောင်နှင့်ဆုံခဲ့သည်ထား၏အကျွေးများလည်းကြေခဲ့ပြီပေါင်ထားသောအိမ်ကိုလည်းရွေးနိုင်ခဲ့ပြီအထည်ဆိုင်မှလည်းပေါ်သမျှအသစ်ဆန်းတို့ကိုတင်နိုင်ခဲ့ပြီထား၏အကြောင်းတန်နှင့်နှလုံးသားမဲ့ချိုးလင်းသောရေတံတို့လည်းဝေစီးလာခဲ့သည်ထားလက်ထဲသို့စိန်နဂတ်တရံလက်ဆောင်ပေးပြီးချိန်မှာကိုထားနဲ့လမ်းခွဲပြီးတော့နောက်တစ်ယောက်နဲ့ထပ်တွဲမှမို့လို့ခွင့်ပြုပေးပါဟုဦးသက်အောင်မှပြောလာခဲ့သည်ထားခေါင်းငိတ်ပေးခဲ့သည်သားသမီးများလည်းအတန်ကြီးခဲ့ပြီကိုမရခဲ့သောပညာတတ်ဘဝကိုသားသမီးတွေကိုပေးခြင်းသည်နိုင်ငံသားအထိပင်ဆေလွတ်ချင်ခဲ့သည်စီဂရက်ကလည်းတောက်တက်နေပြီဝိုင်းခွက်ကိုလှလှပပကင်ကနဲ့မောတောက်တက်ပြီးခေါင်းကုံမော့ကနှကန်းကိုလက်ဖွားဖြင့်အုပ်ပြီးထားရရဲ့နေပုံကိုအိမ်မက်ထဲထိထဲမှတ်ပါတယ်ဟုဆိုလာသူအဝေးပြေးကားများထောင်ထားတဲ့သူဥက္ကနိုင်ကတော့ဖြင့်ထားရွှေဆိုရင်ရွှေငွေဆိုရင်ငွေဖြစ်လာခဲ့ပြန်ပါသည်သားနဲ့သမီးကိုအကောင်းဆုံးဘော်ရာသို့ပို့နိုင်ပြီးထားရင်ကိုနှစ်ထပ်တိုက်ပြင်ဆောက်ပေးခဲ့သည်အထည်ဆိုင်ခန်းကိုလည်းပြန်အပ်၍ဒူစီကားရရက်ကွက်ထိပ်မှာအထည်နှင့်ဖန်စီပစ္စည်းဆိုင်ကိုဖွင့်ခဲ့သည်အရင်းနှီးများများထိနိုင်ပြီဖြစ်၍မိတ်ဆွေတယောက်နှင့်လည်းနိုင်ငံသားဖက်နှက်ဆိုင်ဖွင့်နိုင်အောင်လို့ကြိုးစားသည်ထားအဖဲကိုစီးပွားထိခိုက်အောင်စီးပွားပြအောင်မချိုက်ပါအလှပြယုံဖော်ရှိုးအနေဖြင့်သာဖဲရိုက်သည်ဝိနိုင်စားနိုင်တော့ထားလှကပိုပေါ်လွင်သည်ထားကလက်ရှိတွဲနေသူကိုဘယ်တော့ခါမှစီမဖောင်းစီးပွားရေးလှုပ်ချင်သည်ကိုလည်းပြောပြအကြံတောင်းသည်တစ်ဖက်ကဖြည့်ဆည်းပေးသည့်အခွင့်အရေးကိုစုပ်ကင်ကြိုးစားသည်ထားကားတစ်စီးဝဲခြင်းသည်လက်ထဲရှိသောငွေကိုဦးကန်နိုင်ကိုပြောပြပြီးကျန်ငွေကိုစိုက်ပေးပါဟုထားကပူဇော်ခဲ့သည်ကားတစ်စီးဝဲပြစ်ခဲ့ချိန်မှာဦးကန်နိုင်ကအကူအညီလိုရင်အချိန်မရွေးတောင်းပါဟုဆိုကာထားနှင့်လမ်းခွဲခဲ့သည်သူလည်းထားထက်ပုံငယ်ပိုလှတဲ့သူနှင့်တွဲသွားခဲ့ပြီဖြစ်သည်စီးပွားရေးကိုအာရုံစိုက်ရင်စူးစမ်းရင်ဖြင့်သားနဲ့သမီးတို့ចောင်းပြီးခဲ့ပြီထားအသက်လည်း40ကျော်50နာကိုကတ်ခဲ့ပြီသားဂျပန်သို့ចောင်းထပ်တက်ရင်းနဲ့အလုတ်သွားလို့လိုသည်ဟုခွင့်ပန်လာသည်သမီးကစင်ကာပူသို့သွားခြင်းပါသည်ဟုဆိုသည်ထားလိုချင်ခဲ့သည့်အခြေအနေကိုရောက်ခဲ့ပြီပညာတတ်သားနှင့်သမီးနိုင်ငံသားမှအလုတ်သွားလုပ်ကြတော့မည်ပညာရေးသင်ကြမည်မြန်မာပြည်မှာထားတယောက်ထဲနေခဲ့ရသည်ထား၏နဘေးတွင်ပြုံးလျက်ရက်နေသောမောက်နေရထား၏နှလုံးသားတွေကမောက်နေရသားနှင့်သမီးဖခင်နေရထိုနေရာများတွင်တော့မောင်မှတခြားသွားမရှိခဲ့ပါထားရောက်ရှိသွားရမျက်နှာဖုံးစော်လူခုံတဲ့အတိုင်းဝိုင်းနေတွင်ထားသည်တိကနေပိုင်သည့်မကွေးကကြီးဟုပြောကြသည်ချစ်ချင်းမြတ်တာမပါသောလူစဉ်တက်မှတ်မှုနှင့်ကြုံရတဲ့အခါမှာရတဲ့တလောက်ပြန်ယူသင့်သည်ဟုထားကယူဆသည်ဘဝအစမှတွေကကြုံလာရတဲ့ခါးသိမှုများကိုထားအခွင့်ရချိန်မှာလက်တုံပြန်သည်ထ
ထားအယူဆကမှားနိုင်သည်မှားကောင်းလေမှားမည်ခြားနေရာကိုတစုံတစ်ယောက်ကြုံရောက်လာခဲ့ခါမှာမြည်တော့ပြုတ်မှုမိကြမည်ဆိုတာကိုလေထားသိခြင်းသည်ခြားလွန်ခဲ့သောတစ်လကျော်ကအသစ်ဖွင့်ထားသောအင်းကြီးဆိုင်သို့အသွားကားမောင်းနေရင်မှအောက်ပိုင်းတွင်ဆိုးလာသည်ဟုခံစားနေရသည်ဆိုင်ရောက်ကားရက်ပြီးချိန်ခန္ဓာကိုယ်ကြွကြည့်မိချိန်မှာရဲရဲနေသောသွေးများကမြင်လို့မကောင်းထုံနေ့ကသားဖွားမိရဲ့ပါတကူဆရာဝန်ကြီးစကားများကိုနားထောင်ခဲ့ပြီးပြီမို့ထူးလေတုံ့လှုပ်မနေတော့ပြီကျမကတယောက်ထင်းနေသူပါသားသမီးတွေကနိုင်ငံသားမှလီကျမကိုပွင့်ပွင့်လင်းလင်းသာပြောပြပါထားရီစကားကြောင့်ဆရာဝန်မကြီးကထိမ့်သိမ့်ရင်ပြောရှာပါသည်သို့တော်လည်းထားသိလိုက်ပါသည်ထားမှတရင်ကင်ဆာဖြစ်နေပြီထားငိုလဲမငိုပါတာဝန်နေပြီးဆုံးတော့မယ်ခံစားချက်မျိုးလိုပြီမိဘမဲ့ကြောင်းများဘိုးဘွားရိပ်သာများတို့တွားသည်အလှတန်းလဲပြုသည်နေ့စဉ်ပြုနေကြဖျားဝတ်တက်ခြင်းကိစ္စပြင်တရားနာသည်ဝင်သက်ထွက်သက်တွေရှုမှတ်သည်ဒီဘဝတွင်ပြုခဲ့သောသူတစ်ပါးအိမ်ယာနှင့်ညှိစွန်းခဲ့သောကာမေတုကံသည်မလွဲမသွေဘဝတွေမှာပြန်လည်ခံစားရမည်ကိုလက်ခံနှလုံးသွင်းသည်ကြံရှိနေခြင်းလေးအသက်ရှင်နိုင်သမျှကာလလေးကိုစိတ်ဖြောင်းဖြောင်းနှင့်စိတ်ရောကိုယ်ပါအညစ်အကြေးကင်းဖို့အားထည့်ကြိုးစားသွားမည်နောက်ထပ်စီကရက်တစ်လိပ်ကိုမိညှိလိုက်သည်ဘာတွေကိုပဲတက်မှတ်သည်ဖြစ်စေဘလောက်ပဲကြိုးစားနောက်ဆုံးတော့ညီငွေချင်းတွေသာအဆုံးသတ်ကြသည်တဲ့ညီငွေချင်းမှနောက်မကြဘူးတော့လိုကြမယ်ထင်သည်ထားနောက်ကျနေခဲ့သည်ဟုခံစားမိသည်ကြက်မှတ်မှုနောက်ကိုလိုက်နေမိသောထားအတွက်ညီငွေရန်ညီငွေသောအသည့်ကိုရချိန်ကနောက်ကျခဲ့လေပြီထား၏အသည့်စိတ်တွင်ဘဝ၏အဆုံးသတ်ချိန်ကိုမေ့လျော်ကာလောဘနှင့်တက်မှတ်မှုနောက်ကိုလိုက်ရင်းနှင့်ဘဝတန်တရားတွေမြင်းမြထက်ရဝဲလေအုံမီကိုမသိနိုင်တော့ပါအငိုဖြင့်စခဲ့သောဘဝတစ်ခု၏လမ်းခုလက်တွင်ရေမောခြင်းပျော်ရွှင်ခြင်းတို့ဖြင့်တရုတ်မျိုးမျိုးဆောင်ခဲ့ကြသည်ဇဲရုပ်တွင်အဟုတ်ထင်ပျော်ခဲ့ညာလေနောက်ဆုံးချိန်မှာဖြင့်အငိုနှင့်သာနှုတ်ဆက်ခွာရသည်တဲ့အသက်ရှင်နေသမျှဘဝဆက်စရာရဲ့ထားရနေစီရာကတော့ကနေရတဲ့ကျိုးဆွဲရုပ်မျှတာပေါ့မငိုရတော့ပြီဟုထင်ထားခဲ့သောထားဤပါးနှပြင်းတစ်ဖက်မှာမျက်ရည်များကလိမ့်စင်းလျက်ပါပဲ